ဇလန်းအစမှာတော့ကာစုကတယောက်မြို့ပြင်တောင်ကုန်းပေါ်မှာရှိတဲ့ပန်းချံကိုလှေကားတက်တည်ရင်တက်လာခဲ့ပါတယ်။လိမ်မင်းတစ်ခုနဲ့အတူအိုးထုတ်တစ်လုံးကလွန်းလာတော့ခုံပြီးဖမ်းလိုက်တဲ့အချိန်ဖမ်းလာတော်လိုက်တာဆိုတဲ့စကားနဲ့အတူကောင်မလေးတယောက်ရောက်လာခဲ့ပါတယ်။ကာစုကလှည့်ကြည့်လိုက်တော့လေးနဲ့လွန်သွားတာတော်သေးတာပေါ့ဟိုးအောက်ဆုံးကြီးလွန်သွားမှစိုးနေတာလို့ကောင်မလေးကပြောလာပါတယ်။လေကားတက်တည်အားလုံးနဲ့ဆိုရင်လို့ပြောလိုက်တာကြောင့်ကောင်မလေးကဟုတ်တယ်69တက်လေလို့ပြောခဲ့ပါတယ်။ကာစုကတေချာတော့အောင်လို့တူရီပြီးတာကနေစိတ်ရည်ကြည့်လိုက်တော့100ဖြစ်နေရကြောင်းမဖြစ်နိုင်တာငါရီတုံးက69တက်ပဲလို့ကောင်မလေးကပြောတာကြောင့်နေမကြီးတာနေမှာပါလို့နှစ်ယောက်တန်းငင်းခုန်နေကြပါတယ်။အဲ့ဒီနောက်ကောင်မလေးကနေကဒီနာဝင်းကြီးကမဟုတ်ဘူးလားလို့မင်းလိုက်တာကြောင့်အန်အော်တော်ကြီးမှဘလို့လို့တရလဲလို့ကာစုကပြန်မင်းလိုက်တဲ့အခါလေးဦးလေးတိတ်မတူဘူးလို့ပြောကနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။အိုးထုတ်ကြံခဲ့တယ်လို့လမ်းပြီးတတိပေးလိုက်ပေမဲ့ကောင်မလေးကယူထားလိုက်အဲ့ဒါကနေနဲ့တော်တော်လိုက်တယ်လို့ပြောခဲ့ပါတယ်။ငါကကာစုကပါလို့အော်ပြီးမိတ်ဆက်လိုက်ပေမဲ့ကောင်မလေးကတော့ဘာမှပြောဝဲပြုံးပြီးတာထွက်သွားခဲ့ပါတယ်။ချစ်ချက်ကောင်မလေးရဲ့အကြည့်တွေအောက်မှာကာစုကတယောက်ရင်နဲ့ပန်းနေပွန်လိပ်ပြတွေဝဲပြီးကောင်မလေးရဲ့အိုးထုတ်ကိုစောင်းကအိမ်ကိုပြန်လာခဲ့ပါတယ်။အခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကိုကြီးတတိသားဆိုတဲ့သူ့ညီမရဲ့စကားနဲ့တူဗီဒီယိုတစ်လုံးကကာစုကကိုလာမှန်ခဲ့ပါတယ်။အခန်းထဲမှာတော့သူ့ညီမနှစ်ယောက်ကရှိနေပြီးပစ္စည်းတွေတမကအကြောင်လေးပါလေးပေါ်ဝဲနေခဲ့ပါတယ်။တကယ်တော့ကာစုကတို့မိသားစုကစမ်းကြည့်တဲ့ဆွမ်းအားတွေရှိနေကြတာပါ။အစွမ်းမသုံးပါနဲ့လို့ဘယ်နှခါပြောရမှာလဲလို့ကာစုကဆူလိုက်တာကြောင့်အစွမ်းမသုံးမဲ့ဗီဒီယိုကြီးကိုဘယ်လိုဖွင့်နိုင်မှာလဲလို့ခရုမီကစင်ကြီးတွေပေးလာပါတယ်။တကယ်တော့ခရုမီအစွမ်းသုံးလိုက်တာကြောင့်ကြောင်းပြောင်းရတာ9ခါရှိပြီးမှခုကလည်းမီတာ100ပြေးပိုင်ပဲကို30စက္ကန့်နဲ့ပြေးလိုက်တာကြောင့်ပြောင်းလာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်သူ့ဖေရောက်လာပြီးတပ်ဖို့နေရရင်ကာစုကပြောတာမှန်းနဲ့လူတွေကြားထဲမှာအစွမ်းသုံးလို့မဖြစ်ဘူး။တဏှာဝင်သွားရင်နောက်ထပ်နေရာမပြောင်းညင်တော့ဘူးလို့ပြောလာပါတယ်။ညရောက်တော့အိုးထုတ်လေးကိုကရင်ပိုင်ရှင်ကောင်မလေးရဲ့အတန်လေးနဲ့ဟန်ပန်လေးတွေကိုပြန်စင်းစားရင်အသွေးတွေများနေခဲ့ပါတယ်။နောက်နေ့မနေ့ကျောင်းသွားတော့ညီမတွေကိုကျောင်းမှာအစွမ်းမသုံးဖို့မှာနေခဲ့ပါတယ်။အဲ့ဒီနောက်ကျောင်းတူလေးကိုနောက်ကတင်ပြီးဘဲလေးတွေကဆိုင်ကယ်ကိုအချိန်ပြင်းပြင်းနဲ့ဖိုက်တာလို့မောင်းလာပါတယ်။ကျောင်းချီရောက်မှာတော့ဆိုင်ကယ်ကစလဲဖြစ်ပြီးကာစုကတို့ကိုတိုက်တော့မလို့ဖြစ်တာကြောင့်ခရုမီကပဲအစွမ်းနဲ့အဝေးကိုတွန်းထုံးလိုက်ပါတယ်။ကျောင်းတူလေးကတော့မိုက်ချစ်ပဲဆိုပြီးတဘောတွေကျနေပေမဲ့ဘဲလေးကတော့ဘလို့ကြီးဖြစ်သွားမှမသိလိုက်ပါဘူး။အဲနောက်ကောင်မလေးကတက်တာဆိုပြီးမှနှုတ်ဆက်ပြီးထွက်သွားတာကြောင့်ဘဲလေးကဘာတဘောတော့စကားပြောလို့မပြီးသေးဘူးဆိုပြီးအော်ပြောလိုက်ပါတယ်။ဘာပြောတာလဲလို့ကောင်မလေးကပြန်ပြောလိုက်တဲ့အခါဘဲလေးကကြောက်စင်းတဲ့အခါလာကြုံမယ်နော်လို့ပြောလိုက်တာကြောင့်ကောင်မလေးကရုပ်ကိုလည်းမှန်နေကိုပြန်ကြည့်လိုက်အောင်လမ်းကျိုးကျောင်းဝင်ဖို့ဝေးတာတင်လို့ပြန်ပြောလိုက်ပါတယ်။ကျောင်းတူလေးပလေးတာခံလင်းရတဲ့ဘဲလေးကတော့တင်းပြီးအနောက်ကိုကတ်သွားလိုက်ပြီမဲ့မင်္ဂလာပါဆရာမယာဒီဥတုကတားရတဲ့နော်လို့ဆရာမကိုလက်ပြနှုတ်ဆက်ရင်ပါတစ်ချစ်ချလိုက်ပါတယ်။အဲ့ဒီနောက်ဆရာကိုပါနှုတ်ဆက်ရင်ဆရာနဲ့အတူရောလိုက်သွားခဲ့ပါတယ်။အဝေးရောက်မှလှန်ဟာပြီးပြောင်းလိုက်တာကြောင့်ဘိုက်ကဘဲလေးလည်းအသေးတွေပေါက်ပြီးနောက်လိုက်ရစီမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ရက်ကြည့်နေတဲ့ကာစုကားတို့လည်းဘာကြည့်နေရလဲလှုပ်ရှားမရှိရင်သွားတော့လေဆိုကပြောပြီးပြန်သွားခဲ့ပါတယ်။ပခုံးလေးဖြစ်ပြီးအတူသွားနေတဲ့အသွဲကိုလည်းမရှိမဆိုင်ဝင်ပြဲထားတာကိုကြည့်ရင်ကုရုမီတယောက်ကတော့တဘောကြီးကျနေပါပြီ။ကျောင်းသားတဲ့ကာစုကကိုမိတ်ဆက်ပေးရင်ကျောင်းခွနဲ့ကျောင်းတော်ပြောင်းလာခဲ့တာဆိုတော့မယုံနိုင်စရာပဲလို့ဆရာကပြောလိုက်တာကြောင့်အဖေရဲ့အလုပ်ကိစ္စတွေရလည်းရှိသေးတာဆိုတော့လို့ကာစုကပြောကခုံလွတ်နေတာပဲဆိုပြီးမှဝန်ထိုင်ဖို့လုပ်လိုက်ပေမဲ့ဇပွဲပေါ်မှာ88ကရှိနေပြီးအဲ့ဒါကအာယုကာဝါရဲ့နေရာလို့ဆရာကပြောပြီးတခြားကုံမှာနေရာချပေးလိုက်ပါတယ်။တိုင်ကုံမှာထိုင်လိုက်တာနဲ့ဘေးကုံကကုံမစုကမိန်းကလေးတွေကိုကြိုက်တယ်မဟုတ်လား။သူတို့နဲ့ပတ်သက်ပြီးတိကျင်တာရှိရင်မေးတော်တော့ဖော်ဖော်ရွေနဲ့စကားရေးပြောလာပါတယ်။အဲ့ဒီနောက်ကျောင်းကကောင်မလေးတွေရဲ့ဓာတ်ပုံကိုပြကရင်ဆိုင်တွေတင်ဆိုင်တွေကိုပါရွတ်ပြပြီးအနောက်ကဖက်တီးကလည်းပုံလေးကြည့်ရင်နှာခေါင်းသွေးပါရှမ်းနေပါတယ်။ဒါပေမဲ့ကာစုကတော့ခုံပိုင်ရှင်အာယုကဝအကြောင်းမင်းနေတာကြောင့်သူနဲ့ဝေးဝေးနေတာအကောင်းဆုံးပဲအစိုးကအဆိုးဆုံးပဲမို့တတိထားရမယ်မိန်းကလေးတိုင်းကအကောင်းတာမဟုတ်ဘူးလို့တတိပေးလာပါတယ်။ကိုမစုတို့ကကျောင်းနဲ့လိုက်ပြနေတော့တချင်းနဲ့ကြားလိုက်တာကြောင့်ဂီတကန်းထဲကိုကာစုကဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ပီယာနိုနဲ့ကွယ်ကဆက်ဆိုဖုန်းမွန်းနေတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်ကိုမစုရောက်လာပြီးသူ့ဘောအာယုကဝဆိုတာသူနဲ့ဝေးဝေးနေတာအကောင်းဆုံးလို့တတိပေးထားတဲ့နော်သူ့နာမည်ကခွဲခြားစစ်စံတတ်တဲ့မာဒိုကာလို့ပြောပြီးပြန်ခေါ်သွားခဲ့ပါတယ်။ညနေပိုင်းကျောင်းဆင်းချိန်မှာတော့ပလီကယ်လေးကိုဘဲလီကသူ့တငယ်ချင်းနေနဲ့ဝိုင်းထားခဲ့ပါတယ်။အသားတကြီးလိုက်ခဲ့မယ်ဆိုရင်ဆူဆူဝါးဝါမစစ်ဆန်ဘူးလို့ဘိုက်ကဘဲကြီးကချင်းချောင်းနေပေမဲ့ကောင်မလေးကတော့ကစ်ကစ်လန်အောင်ပြန်ရန်တွေးနေခဲ့ပါတယ်။ဒါတွေကိုအဝေးကနေရင်တထိတ်ထိတ်နဲ့ကြည့်နေသူတယောက်ရှိပြီးသူကတော့ခရုမီပါ။ကာစုကလည်းသူ့ညီမငယ်လေးကပြောတာကြောင့်စိုးရင်ပြီးလိုက်လာခဲ့ပါတယ်။ဘဲလီကဆွဲခုပ်ဖို့လုံးနေပေမဲ့လွယ်အိတ်နဲ့ရိုက်တာခံလိုက်ရပါတယ်။တယောက်တည်းမရလို့နှစ်ယောက်ခုန်ဖမ်းလိုက်တဲ့အခါရှောင်လိုက်တာကြောင့်အခြေချင်းပြန်တီးကုန်ကြပါတယ်။ဒါပေမဲ့အများနဲ့တယောက်မို့လို့နောက်ဆုံးတော့လည်းဖမ်းခံလိုက်ရပါတယ်။ဘဲကြီးကပက်ဆွန်နေတာရရမဲ့အချိန်ပဲဆိုကစားဖို့ကြံလိုက်တဲ့အခါကောင်မလေးကအာဘဲကြီးနဲ့အော်လိုက်ပါတယ်။အဲဒီနောက်ဘဲကြီးရဲ့လက်ကိုပက်ထရန်တစ်ခုကလာရဲဆောက်သွားခဲ့ပါတယ်။ပြစ်လိုက်တာကမင်းကအိုးထုတ်ပိုင်ရှင်လေးဆိုတာကိုကာစုကတွေ့တော့အန်ဟောသွားခဲ့ပါတယ်။ဟာကာရုကိုလွှတ်လိုက်လို့သူမပြောပြီးပလီကယ်လေးကလည်းနေလာမယ်ဆိုတာတိရမယ်မာဒိုကာလိုလန်းအောင်လိုက်ပါတယ်။အဲနောက်မာဒိုကာတယောက်ပြေးဆင်းလာပြီးဘဲလေးတွေကိုတယောက်တစ်ချက်စီကျွေးပြီးအမောက်သိပ်လိုက်ပါတယ်။ခရုမီတို့ကလည်းမိုက်လီတာဆိုပြီးအားပေးနေပေမဲ့ကာစုကတော့မနေ့ကသူတွေ့ခဲ့တဲ့သူမရဲ့အပြစ်ကင်းပြီးဖြူစင်းတဲ့အပြုံးတွေကိုမြင်အောင်ရင်သူဆိုတာမဖြစ်နိုင်ဘူးလို့ပြောနေပါတယ်။နောက်ဆုံးကတော့ဘဲကြီးတပွေပဲကြံပါတော့တယ်။ဘဲကြီးကလည်းမင်းကလူတွေပြောနေတဲ့ခွဲခြားစစ်စံတတ်တဲ့မာဒိုကာဆိုတာလားလို့မေးနေတာကြောင့်ဟာကာရုကလည်းတည့်ရဆိုလည်းနိုင်အောင်လုပ်လေလို့ပြောလာပါတယ်။ဘဲကြီးကလည်းအမေရိကန်ဖိုက်ဖို့အင်ကြီးတွေပါချွတ်လိုက်ပါပြီ။ဒါပေမဲ့မာဒိုကာကတော့3-4ချက်ပဲကျွေးလိုက်ပါတယ်။အဲ့ဒီနောက်ကာစုကမနေ့ကမင်းမဟုတ်လားလို့မေးလိုက်တာကြောင့်မာဒိုကာကလည်း
ငါတို့เจ้าစီကိုလာတက်တာလားလို့ပြောလိုက်တဲ့အခါမဖြစ်နိုင်တာသူကနင်းငယ်ချင်းမှမတိခဲ့ဘူးလို့ပလေးကလေးကပြောလာပါတယ်အဲ့ဒီအခါမာဒိုကာကတော့ဘယ်တိပါမလဲဒီလိုကောင်မျိုးကိုလို့ပြောကဆေးလိမ့်မီညိပြီးတောက်တော့မယ်လို့တာကြောင့်ကာစုကဆံပြเจ้าသားတော့မဟုတ်ဘူးဒါပေမဲ့ဒါမျိုးတော့လက်မခံနိုင်ဘူးလို့တွေးကဆေးလိမ့်ကိုအစွမ်းနဲ့ဖျက်ဆီးလိုက်ပါတယ်ညီမတွေကိုလည်းဘာမှမပြောဘူးပြောပြီးနောက်တလေးထုတ်ပြီးတောက်ဖို့လုပ်နေတဲ့မာဒိုကာစီကိုတွားပြီးဆေးလိမ့်ကိုချိုးလိုက်ပြီးငယ်ကလေးကဆေးလိမ့်တောက်နေရင်မွေးလာတဲ့ကလေးတွေကျမ်းမာရေးကောင်းမှမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ပါချတာပဲခံလေးရပါတယ်ညတော့ကာစုကတယောက်အုတ်ထုတ်လေးကိုကြည့်ရင်တူမြင်မြင်ကျေဆွဲလဲမိနေတဲ့ကောင်မလေးကတူထင်ထားသလိုနူးနူးညံ့ညံ့နဲ့ပြောတတ်တဲ့သူမဟုတ်ပဲဆေးလိမ့်တောက်ကြောင်းပြင်းရံဖြစ်တတ်တဲ့ငမွေတို့ဖိုက်တာမလေးဖြစ်နေတာကိုတွေးရင်အိမ်မရဖြစ်နေခဲ့ပါတယ်